နေဝင်းမြတ်လို့ဆက်နှစ်သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမိလည်းမရှိဘူးဟာဒါဖြင့်ဘယ်လိုနေတော့ဟာကျွန်တော်တို့ဆက်နှစ်သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ဘူးတော့ဘယ်သူမှရှက်เสียမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမသကာဒီတိုင်းနေရတယ်ပစိုးနာမယ်ကကာမသကာပစိုးလှဲ့လို့မရတော့အင်းကြီးနေဝင်းမြတ်လို့ဆက်နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်းကြီးမရှိဘူးကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲကျောင်းကြီးလည်းတစ်ထဲရှိတာအင်းကြီးမပါဘဲတက်တဲ့ကလေးတွေရှိတယ်လွတ်လပ်ရင်းလေးဆိုကျွန်တော်ငယ်တော့ပင်အကလေးတစ်ချောင်းနဲ့စက်ကူအလံလေးတစ်လံပေးလို့ရှိတယ်ဒီကောင်လေးဘယ်ချိတ်ရမှမသိဘူးအင်းကြီးမရှိတော့နိုင်ငံတော်အလံနဲ့ပင်အကလေးအပဖောက်ချိတ်ရတာအားစလောက်ချမ်းသာတဲ့ရွာမှာကျွန်တော်လူမျိုးကနှုတ်ဆက်တဲ့အခါဒီလိုနှုတ်ဆက်ပါတယ်မကောင်းမှုကိုပယ်ရှားနိုင်ကြပါစေကောင်းမှုကိုဆောင်ကျဉ်နိုင်ပါစေတယောက်နဲ့တယောက်ဒီလိုနှုတ်ဆက်ကြတာနှုတ်ဆက်တာသတ်ပါပဲမကောင်းမှုလည်းမပယ်ရှားနိုင်ကြပါဘူးကောင်းမှုလည်းဆောင်ကျဉ်တာနည်းပါတယ်အဲ့ဒါကိုများအောင်ကျွန်တော်ကြိုးစားရမယ်ဘာနဲ့ကြိုးစားရမလဲဆိုရင်ပညာနဲ့မေတ္တာအရေးကြီးပါတယ်ဒီကလေးတော့ပညာနဲ့မေတ္တာအကြောင်းလေးပဲဟောပါမယ်ပညာအကြောင်းပြောပါမယ်ကျွန်တော်မေတ္တာရှိတဲ့လူမျိုးပညာရှိတဲ့လူမျိုးပါပဲသို့စော်လည်းပဲအကြောင်းအားလျော်စွာခိတ်ကတိတ်ကိုမြန်လာတဲ့အခါဒေဝသောဘာဖြစ်လာတဲ့အခါကျတော့ပြင်းနှွှိုင်းနဲ့ကြကြံရခဲ့တာကြီးများတယ်အရင်တော့လူဖွဲ့စည်းကကျွန်တော်လူဖွဲ့စည်းကနှင်းလူဖွဲ့စည်းအဖေတယောက်လှုပ်ရှားရှိရင်တဲ့အိမ်လုံးစားတာဒါဒီထဲမှာလူငယ်တွေများတော့သိကြမှသိမယ်ဒီထဲမှာကျွန်တော်အရွယ်ပါတဲ့ပုံကိုယ်တွေသိတယ်အမေကလည်းထွက်ပြီးလှုပ်ဆရာမရှိဘူးသားသမီးတွေကလည်းလှုပ်ဆရာမရှိဘူးကြောင်းတက်ရင်ကြောင်းတက်ပေါ့ဆင်းရတော့လည်းစိတ်ကြောင်းနွားကြောင်းပေါ့ဒါတော့ပါပဲအမေကထမင်းတို့အိုးတဲထားရင်မြေအိုးကြီးနဲ့တဲထားလိုက်ဘယ်ချင်းပြန်ထမင်းကရှိတယ်အဲ့ထမင်းကြမ်းလေးနဲ့ရှင်းမရှိတဲ့ပြဿနာမရှိဘူးထညက်နှလုံးရှိရင်โอเคဘဝမှာအေးချမ်းချမ်းကြလို့လူမျိုးကနေခဲ့တယ်လူမျိုးပါဒါပေမဲ့အေးချမ်းချမ်းနေလို့မရဘူးဟိုဘက်250ကကျွန်တော်တို့နှစ်အသက်အရွယ်250ဟိုဘက်က slow moving society နှီးတယ်ဒီဘက်250ကမြန်လာတော့ကျွန်တော်တို့လည်းဒီရောသောဝါလိုက်ရတာပဲလူငယ်တွေကတော့သိပြဿနာမရှိဘူးသူတို့မွေးဖွားကြတဲ့ကမြန်နှုံးမြင့်တဲ့ဖြစ်နေကြုံတော့သူတို့ပြဿနာသိမရှိဘူးဒီလူငယ်တွေဆိုရင်ဒါမြန်နှုံးမြင့်တဲ့ဖြစ်နေ electronic နဲ့ပိုက်ပြီးမွေးလာတဲ့ဖြစ်နေတဲ့မွေးတာကျွန်တော်တို့ကဒီသက်ရွယ်ရောက်ပြီးဒီဘက်250ကိုပြေးလွှားပြီးလိုက်ရတော့ကျွန်တော်တို့ကြံ့ခဲ့တာဒီအများကြီးပြန်မကောက်နိုင်ဘူး very speedy သိမြန်တယ်မြန်တော့ကြံ့တဲ့အချိန်မှာတခြားကြံ့တာသိပြဿနာမရှိဘူးယဉ်ကျေးမှုကြံ့ခဲ့တယ်စာပေအမှုပညာကြံ့ခဲ့တယ်အပြောဆိုအသုံးအနှုံးတွေကြံ့ခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကကြံ့ခဲ့တာတွေတကယ်အရေးကြီးတာတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကစကားကိုလိုသလောက်ပဲပြောလို့ရတယ်နားလည်ရင်ပြီးရောလို့ပြောလို့ရတယ်အင်္ဂလိပ်ဆောင်းပါးတော့ကျွန်တော်ဖတ်ရတယ် what စကားလုံးတွေလူတွေကစကားလုံးတွေနဲ့ဆက်ဆံပါတယ်တရိစ္ဆာန်တွေကြ image တရိစ္ဆာန်တွေကြနမိတ်ပုံနဲ့အမှုအရာနဲ့ဆက်ဆံတယ်ခွေးချင်းတွေ့ရင်နဲ့သွားဖြဲပြတယ်ဒါနှုတ်ဆက်တာခွေးချင်းတွေ့ရင်အမီးနှံ့ပြတယ်ဒါတော့ပဲမကျင်လိုက်ရင်တအားဟောင်မယ်တအားထိုးလိုက်မထိုးကြိုက်မယ်ဒါတော့ပဲဘာလို့သူတို့ image သူတို့မကျင်တတ်ဘူးဆိုတာအမူအရာနဲ့ပဲသူဆက်ဆံလူကတော့မဟုတ်စကားလုံးရှိတဲ့အတွက်စကားလုံးနဲ့ဆက်ဆံပါလေနေကောင်းလားကျမ်းပါရဲ့လားမတွေ့တာကြာပြီလေဘယ်ရောက်နေတော့လူကစကားလုံးနဲ့ဆက်ဆံတယ်သို့သောလူတွေကတဖြည်းဖြည်းတိရစ္ဆာန်ဘက်ကိုရောက်သွားတယ်စကားသိမပြောကျင်တော့ဘူးတွေ့တာနဲ့မေးလေးထိုးပြဘယ်နဲ့တော့ဟိုဘက်ကလည်းခေါင်းလေးညှိမ်ဖြတ်စကားလုံးတွေရှေ့သားနဲ့သိမပြောတော့ပြောတဲ့စကားလုံးကလည်းဟိုတုန်းကလို့မဟုတ်တော့ဆရာကြီးဥသုခနဲ့ဗျာဆရာကြီးဦးအမောင်နဲ့တွေ့ပုံမှန်လေးတောင်သမားမှာတွေ့တော့ကျွန်တော်အနားရှိလူကြီးနှစ်ယောက်စကားပြောတာကျွန်တော်နားထောင်ကြည့်ဦးအမောင်ကမုံရကိုဆရာကြီးဥသုခကိုဖိတ်ဒီပွဲပြီးရင်ဆရာကြီးရဲ့မုံရလိုက်ခဲ့ပါကျွန်တော်ရန်ကုန်လည်းပြန်ပြီးတက်ဖြစ်အောင်ပို့ပါမယ်အမှန်တော့ဒါပြောချင်တာ
ဇာယုဒုက္ခလည်းကျွန်တော်လည်းအလုပ်တွေများလို့ဗျာဥပမောင်ရေလိုက်တော့လိုက်ချင်ပါရဲ့မလိုက်အားသေးပါဘူးဒါလေးပဲဒါပေမဲ့လူကြီးနှစ်ယောက်ပြောတာအဲ့တော့မကကျွန်တော်နားထောင်ဥပမောင်ကပြောတယ်ဆရာကြီးခင်ဗျာဆရာကြီးများကျမ်းပါလို့ကျမ်းခန့်သားတယ်ဆိုရင်ဖြင့်လေဒီဆရာတော်ဘုရားကြီးရဲ့အေးရဖြစ်တယ်ကျွန်တော်တို့ရဲ့သံဃာဝတီမုံရွာမြို့ကိုဖြင့်ဆရာကြီးတစ်ခေါက်တစ်ခါအလဲပများကြွရောက်စေချင်ပါခင်ဗျာဆရာကြီးများကြွရတယ်ဆိုရင်ဖြင့်မုံရွာမြို့စုမြို့သားများကအင်မတန်ဝင်းမြောက်ဝန်းသာရှိမှာပါခင်ဗျာဆရာကြီးဒုက္ခမျက်လုံးလေးမှိတ်ထားကျေးဇူးများကြီးပါရဲ့ဥအာမောသို့သောလည်းပဲကျွန်တော်မှလည်းပဲကိစ္စများများလူတို့ပေါင်းဆိုတဲ့ကဲ့သို့အလုပ်တွေကလည်းနောက်မှတန်းစီပြီးတော့လူတောင်မှကျွန်တော်မအားလုံးလို့ထုံးတုတ်ထားပါနောက်များမှကျွန်တော်လိုက်ခဲ့ပါရစေခင်ဗျာဟိုတော့ဥအာမောပြန်ပြောတယ်အိုးဆရာကြီးများအခုလိုက်ရင်တော့အခန့်ကလည်းသင့်ပါပြီချင်းကျွန်တော်လည်းဝန်တာမြို့ကလည်းဝန်တာဆရာကြီးရဲ့ဆရာတော်ဘုရားကြီးအေးရီကိုတော့ဖြစ်ကြွရရစွာဘုရားများလည်းဖူးရင်တော့ဖြစ်အင်မတန်ကောင်းမှာပါပဲခင်ဗျာမဖြစ်နိုင်ဘူးခင်ဗျာဒုက္ခအောင်မလေးမုံရလိုက်ခဲ့ဗျာမအားပါဘူးဗျာဆိုပြီးတဲ့ကိစ္စနှလုံးထဲနဲ့ပြောနေတာအကြာကြီးကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့လူငယ်တွေကသိအဲ့ဆုံးကဘယ်နဲ့ပါလဲဘယ်ဟုတ်မလဲဒီလိုပြောကြတာကျွန်တော်တို့လူမျိုးကအေးချမ်းချမ်းလေးပြောတာရင်ကြီးကြီးလေးပြောတာအခုမဟုတ်တော့ဘူးအဲ့လိုပြောတာရည်စရာဖြစ်သွားလူချင်းမရောက်တော့အခုနားလေရုံပဲ communicate လုပ်တယ်တယောက်နဲ့တယောက် communicate လုပ်တယ်ဆိုရင်နားလေရုံပဲဒါကြောင့်ကျွန်တော်တို့ကစုပ်ယုပ်သွားသလားတိုးတက်လာသလားပြောရင်ကျွန်တော်တို့တရောသောဘာပြည့်နဲ့ကြကြံတဲ့အချက်မှယဉ်ကျေးမှုတွေပါတယ်လို့ပြောပါတယ်ဒါကိုကျွန်တော်တို့ဥစွာပြောပါတယ်ကျွန်တော်တို့တောသားတွေပါအပါအင်မတန်ကျွန်တော်ရွာလေးကဟိုမုံချောင်းတဲ့ပုပ်ပါတောင်ကြားကရွာကလေးအင်မတန်အေးချမ်းပါတယ်သို့တော်လည်းတိမ်ပါလို့ဆင်းရဲတယ်လို့တဲ့နှစ်ပေါင်း90ကျွန်တော်တို့10နှစ်သားလောက်ကိုနောက်ပြန်ဆုပ်အမေတို့လည်းဆင်းရဲတယ်ရွာကလည်းဆင်းရဲတယ်ကျွန်တော်တို့လည်းဆင်းရဲတယ်အသိပညာလည်းနှုံနေတယ်အသိပညာနှုံနေတော့တွေးခေါ်နှုံနေတယ်တွေးခေါ်နှုံနေတော့မသိချင်းတွေများတယ်တနည်းအားဖြင့်အဝိဇ္ဇာလူဖွဲ့စည်းကလေးဖြစ်တယ်ဘာမှမသိဘူးသို့တော်လူတွေမှာဘာတော့ရှိတယ်လဲမေတ္တာဓာတ်ကလေးရှိတယ်ပညာနည်းတော်လည်းပဲမေတ္တာနဲ့နေရမယ်ဆိုစိတ်ကလေးနဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျွန်တော်10နှစ်သားလောက်ကြီးအဲ့လိုနေကြတယ်ရွာကလည်းဘာနဲ့တူလဲဆိုတော့ဟိုလောကကြီးကအမိတ်ထုတ်စိန်ကောင်းတွေခေါ်ပြီးပြောတယ်တို့ရွာလေကောင်ကရေကန်ကြီး10ရောက်အောင်ကြာငါရွာသူရွာသားတွေမလာမှလည်းစိုးတယ်ဆိုတော့အမိတ်ထုတ်လိုက်ပေါ့တကြီးရဲ့မလာရင်အေးအေးယူမယ်ဆိုဖြစ်လာမှာပေါ့တိန်တယောက်တော့လာကြမှာပါဗျာကဲစာရွက်ပေးစမ်းတကြီးကတော့စာရွက်ပေးဖောင်တင်လည်းပေးစမ်းသူကဖောင်တင်လည်းပေးတော့စာရွက်လည်းပေးတော့ကြီးကအမိတ်ထုတ်တယ်ရွာလေကောင်ရေကန်ကြီး10ရန်အတွက်တိန်တယောက်မပြည့်မကွက်လာရမှာမလာရင်သေးကြစိန်ကောင်းတွေဟာခမရကြီးကန်ဆရာမလာရင်သေးကြကြတော့လည်းများလုံးတော့ခမရဘယ်လိုလုပ်တတ်သူပြလာမလာတဲ့တော့များပါမလာမှဆိုလို့ငါအဲ့လိုကြီးတာနည်းနည်းလျှော့လိုက်ပါဦးခမရမလာရင်သေးကြကတော့များတယ်ပြေးစမ်းဆက်ရွက်တွေ့ရတကြီးကထိုက်နေတယ်အမိတ်ရွာလည်းကောင်ရေကန်ကြီးဆရာတဲ့အိမ်တယောက်မလာမနေရလာရမေးမလာရင်သေးကြဆိုတော့လည်းမကြောက်နဲ့ခမရသေးကြဆိုတော့လည်းမကြောက်နဲ့ဆိုဘယ်သူလာမှာတော့နည်းနည်းတော့ပြန်တင်လိုက်အောင်လေခမရမကြောက်နဲ့ဆိုမှတော့ဘယ်လာတော့မှာဟုတ်လားပြေးစမ်းဆက်ရွက်တွေ့ရရေးပြန်ရွာလည်းကောင်ရေကန်ကြီးဆရာတဲ့အိမ်တယောက်မနေရမလာရင်သေးကြဆိုတော့လည်းမကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့မကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့ဆိုတော့ခမရပြန်ပြီးတင်းပြန်လာများသွားပြန်ပြီမင်းတို့ပဲတင်းလိုက်လျှော့လိုက်အောင်ပြန်ရေးပါအောင်ဗျာလာချင်အောင်ရေးမှာပေါ့အေးပြေးစမ်းစာရွက်တွေရွာလည်းကောင်ရေကန်ကြီးတိန်တယောက်လာကြရမယ်မလာရင်သေးကြဆိုတော့လည်းမကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့ဆိုတော့လည်းတကယ်မမှတ်နဲ့အမေမဟုတ်သေးပါဘူးနည်းနည်းပြန်တင်အောင်ပြေးစမ်းစာရွက်တွေ
ရွာကအဲ့လိုကြီးနဲ့ကြီးရတာကျွန်တော်တို့ကဘယ်ရောက်လို့ပဲပေါင်မမသိအခုတော့နေဝမြင့်လို့အသက်လဲရပါပြီအသက်ရပါပြီဆိုတော့အသက်ဘယ်လောက်လဲသိချင်ရှာလိမ့်မယ်စီးကလေးဘူးနဲ့ဆို3ဘူးရှိပါပြီသဘူးအလိတ်20နဲ့မြောက်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရေးကြီးတာပညာပါပဲနေဝင်းမြင့်တို့ကပညာမျိုးရိုးလို့ပြောလို့ရပါတယ်ဘွားကြီးကစာတစ်လုံးမှမတတ်ဘူးအမေက2တန်းနဲ့ထွက်တယ်ပြောတာပဲသားသမီးဆိုတာမိဘတဲ့ကိုတော်ရမယ်အဲ့ဒီစိတ်နဲ့နေဝင်းမြင့်ကြိုးစားကြကုတ်ကြခဲကြိုးစားခဲ့ရပါတယ်အဲ့လိုကြိုးစားတတ်တာ4တန်း3ခါကြာကြောင်းကြီးကစာလှမ်းပို့တယ်နေဝင်းမြင့်မင်းကြောင်းထွက်မလားငါပင်စင်ယူရမလားဆရာကြီးသနာတာနဲ့ကိုယ်ပဲထွက်လာတယ်ပါပညာကတော့အဲ့လိုကြီးတယ်သို့သောပညာမကြီးလို့တော့မရကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကဆင်းရဲတဲ့ဘဝတွေကလာတာအမှန်ပဲရွာကလည်းဆင်းရဲတယ်ဆင်းရဲတော့ပညာမဲ့တယ်ပညာမဲ့တော့ကျွန်တော်ကပြောသလိုပဲနိုင်ငံရေးထုံထိုင်းတယ်စီးပွားရေးထုံထိုင်းတယ်အသိထုံထိုင်းတယ်ဉာဏ်ထုံထိုင်းတယ်ဘာမှမသိဘူးကျွန်တော်တို့ငယ်တုန်းကရွာလေကောင်စပင်းကိုအဟောင်းတုတ်တက်ပြီးပြေးနေတာပဲအဲ့ဒါကစားဆရာဒါပဲမြေကြီးတဲ့ကျင်းလေးတူးပြီးတော့မကြီးစီတောက်တန်းမင်းကလေးတွေနဲ့ရောကစားတာဒါပဲရှိတယ်ဘောလုံးမရှိဘူးဘောလုံးကန်ကျင်ဘာလို့ကလဲအမိထမိန်စုပ်လုံးဝတော့လုံးပြီးကန်တာပဲအင်မတန်ဆင်းရဲတယ်နေဝင်းမြင့်လို့ဆက်နှစ်သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမလည်းမရှိဘူးဟာဒါဖြင့်ဘယ်လိုနေတော့ဟာကျွန်တော်တို့ဆက်နှစ်သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြည့်ပဲဘယ်သူမှရှက်เสียမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမသကာဒီတိုင်းနေရတယ်ပစိုးနာမယ်ကကာမသကာပစိုးလှဲ့လို့မရတော့အင်းကြီးနေဝင်းမြင့်လို့10နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်ဂျီမရှိဘူး။ကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲ။ကျောင်းကြီးလည်းတစ်ထဲရှိတာ။အင်ဂျီမပါဘဲတက်တဲ့ကလေးတွေရှိတယ်။လွတ်လပ်ရင်းလေးဆိုကျွန်တော်ငယ်တော့ပင်အကလေးတစ်ချောင်းနဲ့စက်ကူအလံလေးတစ်လံပေးလို့ရှိတယ်။ဒီကောင်လေးဘယ်ချိတ်ရမှမသိဘူး။အင်ဂျီမရှိတော့နိုင်ငံတော်အလံနဲ့ပင်အကလေးအပဖောက်ချိတ်ရတာအဲ့ဒါလောက်ချမ်းသာတဲ့ရွာမှာနေတာကျွန်တော်တယောက်တည်းမဟုတ်ဘူးเนาะအခုစိုင်းဆံမှာဂျူးတဲ့အဲ့ဒီရွာကပဲအပေါ်ညှိလိုက်အောင်ကျွန်တော်မောင်နှမအဲ့လိုကြီးရတာနော်ဒါတော့ပစိုးလည်းမရှိဘူးအင်ဂျီလည်းမရှိဘူးကျွန်တော်တို့ကအင်ဂျီရှိတယ်အင်ဂျီရှိတာတအုပ်စုအဲ့ဒီအုပ်စုကအင်ဂျီသာရှိတယ်ကျဲသိမရှိဘူးရင်ပတ်ဟာပြီကျဲသိနှလုံးပါတဲ့ကောင်တစ်သေးသားပဲရွာမှာအဲ့တော့စဉ်းစားကြည့်အင်ဂျီဟာပြင်းနဲ့ငေါက်တောက်ယူနေဖောင်းနဲ့ရွာတဲ့ဒီလိုနေတာပဲကြီးချိုလိုကြွက်ဆာဆာမတတ်နိုင်ဘူးအမေကချီမန်းကွင်းကြီးလေလည်းပင်စွပ်ပြီချီမန်းကွင်းဆိုတာဒီမှာမမှုတ်ထားတဲ့တတ်ထုပြားလေးနဲ့ခြီပေးတယ်အမေဒါဘာကောင်းတာလဲဘာကောင်းမှမသိဘူးသူများတက်လုံကလည်းတက်ပေးတယ်အဲ့ဒီချီမန်းကွင်းနဲ့နေရင်တော်တော်လုံခြုံတယ်သူကဘာလုံခြုံလဲဘာလုံခြုံမှလည်းမသိဘူးအမေကသူများတက်တော့တက်ပေးကျွန်တော်တို့အဲ့လိုနေရတယ်နေဝင်ချိုးပြအမေကမိကျစ်လေးသွားပါအောင်သားရဲ့တညက်လေး5လုံးသွားပဲပါအောင်မသွားရဘူးကျွန်တော်ငယ်တော့တရဲတစီဒန္တာကြီးကအများကြီးအခုအဲ့တရဲတစီတွေဘယ်ရောက်ကုန်မှတော့မသိဘူးကျွန်တော်ငယ်တော့အဲ့တရဲကြောက်နေရတာဈေးဆိုင်မရောက်ခင်လမ်းမှာဓမ္မပင်3ပင်ရှိတယ်တရဲသိတ်6တာလေဘယ်သူကတွေ့ထားလဲမသိဘူးအဲ့ဒါတရွာလုံးပြန့်တယ်မှောင်ရင်မသွားရဘူးအမေကမကြောက်နဲ့သားအမေမှဆေးရှိတယ်သွားဝယ်ဆေးရတပြားမှမပေးရအောင်ကျွန်တော်လည်းတတ်သိရှိတယ်အမေဆေးဘာဆေးလဲဖနှောင်းကချီမုံနဲ့ဖုတ်သုတ်ပေးလိုက်တယ်အမေကလက်ဖူးဖနှောင်းကချီမုံလေးလက်ဖူးဒီလိုလေးသုတ်ပေးလိုက်ရင်သွားတာပဲမကြောက်တော့ဘူးအခုမှတွေးကြောက်တယ်ဒီအမေဖနှောင်းကချီမုံနဲ့တရဲနဲ့ဘလို့ညှိနှိုင်းထားသလဲမသိဘူးငယ်တော့မကြောက်ဘူးသိကောင်းတာပဲအမေဆေးရအခုတော့ကြောက်တယ်ဘယ်လိုများဒီတရဲနဲ့ဒီဖုံမှုနဲ့ပတ်သက်တယ်လဲစဉ်းစားလို့မရဘူးကျွန်တော်
အခုဒီမှာသိလွယ်တယ်ဒီထက်ကကျွန်တော်ညီကောင်မောင်နှမတွေလက်ဖိတ်တစ်ခွက်တောက်ပါဘူးသိလွယ်တယ်ဆိုမှမလွယ်တော့မလွယ်ဘူးဗျခါတိုင်းကျွန်တော်လာဟောရင်ကော်ဖီလေးတစ်ခွက်တော့တိုက်တယ်အခုမတိုက်ဘူးမလွယ်ဘူးနဲ့တူတယ်သူတို့မပြုံမိတ်သွားတယ်တူပါချားပါတော့ပြီးရင်တော့တောက်ရမှာပါဆရာဦးတန်းဝဲတော့သဘောကောင်းပါလေကျွန်တော်ငယ်တော့လက်ဖိတ်တစ်ခွက်တောက်ဘူးမလို့အမေကလူကိုကြည့်နေတာကျွန်တော်တို့ကလည်းဖះဆူတောင်းရတာနော်ဖះတပည့်တော်ကြောင်ကရမ်းဖြစ်အောင်နေမကောင်းဖြစ်ပါရစေဖះမှာဆူတောင်းရတာနေမကောင်းမှလက်ဖိတ်ကိုတိုက်တာဒီတိုင်းသွားထိုင်လို့မရှိဘူးပတ်စံတမမရှိဘူးသွားထိုင်လို့လည်းမရဘူးခလေးတွေလက်ဖိတ်ဆိုင်သွားထိုင်ရိုက်ခါအမေကကြည့်နေတာဖျားပြီဆိုသိဝန်းသားတာကျွန်တော်ငယ်တော့နံပါတ်1ကြောင်းမတက်ရတော့နံပါတ်2ဖျားပြီအိမ်မှာစိမ်ပဲအမေကလက်ဖူးဆန်းနဲ့တောင်းပူတယ်မတိုက်သေးဘူးကရုံကြီးဖြစ်လည်းမတိုက်သေးဘူးကြောင်ကရမ်းဖြစ်မှတိုက်ကရုံကြီးနဲ့မရဘူးကရောင်ကရမ်းမဟုတ်ကတွေရှောက်ပြောရတော့တာပဲအမေကတကယ်ထင်ပြီးတော့မှလက်ဖိတ်လေးဂျိုင်လေးနဲ့သွားဝယ်တယ်ဂျိုင်လေးနဲ့သွားဝယ်ပြီးတော့ဒီလိုခွက်ကလေးတဲ့အမေကထက်အဲ့ဒါတော့အကဲခတ်နေသေးတာခတ်ပြီးတော့အမေကတမ်းမတိုက်သေးဘူးလက်ဖိတ်ကိုကြည့်သူဦးရလာတော့မှန်းစမ်းဆိုရှရုပ်ဆိုသူကတဝက်တော့အဲ့ဒီအမေရှရုပ်ဆိုတာလက်ကြောက်တာကျွန်တော်တို့အမေမှန်းစမ်းကတဝက်ကုန်တာပဲတစ်ခွက်လုံးမတော့ပါဘူးအဲ့ဒါကမျက်လုံးပြူးကြီးနဲ့ကုန်ပါပြီကျန်လာလေးကိုဘယ်လိုတော့ရတယ်မှတ်တယ်မနေ့တကြိုက်နေ့လေတကြိုက်ညနေတကြိုက်တခါတည်းမော့မထားလာနဲ့နေမကောင်းတာထဲ့မစင်စားဘူးကောင်းရိုက်ချမင်းကမင်းကိုမင်းစာဖို့တာမြည်များအောင်မေ့တယ်ကျွန်တော်အဲ့လိုနော်တစ်ဖိတ်တစ်ခွက်မတော့ပါဘူးဆင်းရဲတယ်လေမနစ်လို့ခေါ်တယ်ကျွန်တော် lemonade ပေါ့ cream soda လို့ခေါ်တယ်လင်းအစိမ်းသိကြိုက်တာကျွန်တော်တို့ခါမှမတော့ပါဘူးအမေကအဲ့ဒါလူမတော့ပါဘူးနတ်ဆက်ရတာအိမ်မှာတပလင်းအမြဲရှိတယ်နတ်ဆက်ထားတော့အဖုံးလေးဖွင့်ထားဒီဟာလူအတွက်ထုတ်လုပ်တာလားနတ်အတွက်ထုတ်လုပ်တာလားကျွန်တော်တို့အဲ့တော့မသိဘူးဩဒါနတ်အတွက်ပဲဒါနတ်အတွက် specialties ပေါ့နော်ဒါမှမရဘူးခလေးဆိုတောက်ချင်နန်းကျတော့မှုေးတယ်နန်းလေးမော့ကြည့်တော့ကောင်းလိုက်တာရေချဖြည့်ထားအမေက6တယ်ဘုရားမယုံမသိပေါ်တိပေါ်ဆမလုပ်နဲ့တော့ပါမလုပ်ပါဘူးနောက်နေ့ခွက်လေးတဲ့ထက်အမေမရှိဘူးဆိုတော့ရေချဖြည့်ကုံတော့ရေကြီးပဲကြံတယ်အမေကကုံပြီးရှင်တဲ့အခါကျတော့မှကြည့်ခွက်ထဲလောင်းထက်တော့ရေတွေအော်နတ်ကလေတို့ရင်စောင့်ရှောက်နေတဲ့သားတဲ့အငွေ့တွေမကဘူးသားယူအကြီးပါတောက်တဲ့တော့အမေကတကယ်နတ်ကတောက်တယ်ထင်တာအဲ့ဒါလိုအမေနဲ့အဲ့လိုသားကျွန်တော်နေခဲ့ရတာဆေးကမ်းမှာဆေးထိုးတယ် no nothing အခုတော့နန္ဒုန်ဤပညာနဲ့အခလေးကမြင်လေးမနေ့တနေ့ကျွန်တော်ဆေးသွားထိုးတယ်ဆရာဝန်ကဆေးထိုးလိုက်မှန်းတော့မသိဘူးကျွန်တော်ငယ်တော့အဲ့လိုမဟုတ်ဘူးရွာ6ရွာဆေးထိုးအပ်ကတစ်ချောင်းပဲရှိရေနိုးရဲထက်ပြုတ်ထားတာကြီးလက်ကျမ်းမရေးမှုတဲ့ကျွန်တော်တို့ရွာကနေမြို့ပြောင်းသွားတဲ့အထိမျက်နှာမမြင်လိုက်ရကျမ်းမရေးမှုဖြူသလားမဲလားမသိဘူးဘယ်သူကထိုးပြီးလဲဆရာမထိုးပြီးဆရာမလည်းထမိန်အစိမ့်လားအနီလားအပြာလားကျွန်တော်မသိဘူးအရကန်းကကြတယ်ထမိန်ကြီးဝတ်ထားတော့သူ့ရာလို့ကျွန်တော်မသိရဘူးရေနိုးဦးကြီးပြုတ်ထားတာပဲပြုတ်ညှက်ချင်းနဲ့ညှက်ဒီဘက်မှာဂရင်းပေါ်မှာကိုကဇောင်းလေးနေရတယ်ညှက်ကြီးနဲ့ဆွဲထုတ်လိုက်တာကျွန်တော်ရေပြတ်လောက်ရှိတယ်အဲ့ဒါမြင်လိုက်တာနဲ့ယောဂက40သားလောက်ယော့သွားတယ်ချွေးတွေပြန်လာပြီနောက်အကိုဆွဲအဲ့နဲ့ထိတ်ကလေးကိုလှဲ့အကအခုလိုမျက်စိထဲမမြင်နဲ့နော်ဒီလိုချောင်းကြည့်ရင်မှန်ပြောင်းလို့ပဲတောက်ရောက်မြင်ရတယ်အကြီးကြီးပဲဒီလိုကြည့်လို့ရတယ်ဟိုဘက်ဒီဘက်အကုန်မြင်ရတယ်အထက်ကနေအဲ့ဒီအဲ့နဲ့ပနစလင်မရှိတယ်အဲ့ဒါလေးကိုလွှတ်လေးသေးသေးနဲ့ဂျစ်နဲ့အဲ့ဒီအတန်ကြမ်းယောဂအစိတ်သားကြံတော့အဲ့ဒါကိုဆွဲပြုတ်နေလို့ပြီးကောင်းလေးဟိုဘက်လှဲ့စမ်းဘုန်းနဲ့ပုတ်တယ်တင်ပါအကြာကြီးကိုကအောင့်ထားတယ်ဘာဖြစ်လို့လဲဒီအကတော်တော်ကံကောင်းမှတစ်ချက်သေးဝင်တယ်အနည်းဆုံး3ခါလောက်ဖုံထွက်တာသူကအကြီးကြီးကိုအဲ့ဒါကအောင့်ထားပြီးဘယ်တော့အောင့်နိုင်မှာတော့စဉ်းစားကြည့်10မိနစ်ပေါ့စိတ်လက်လျှော့လိုက်ရောပေါက်ဆိုထိုးဖြတ်ဒါပေမဲ့မဝင်ဘူးပြန်ခုန်ထွက်ဆရာမပုတ်ပြန်ရော
စေးထိုးတာမကြောက်ပုတ်တာကြာနောက်မှဘောက်ဆိုဝင်သွားပြီးထိုးလိုက်တဲ့အခါခြေထောက်တစ်ချောင်းလုံးအောင့်သွားတာပြီးတော့မှဆွဲထုတ်ကောင်းလေးပစိုးမိုးနဲ့ပစိုးလေးလည်းပဲချီပြီးပြန်အင်ကြတော့ရင်သွေးနဲ့ကြက်ထုတ်ထိုးဟုတ်ကဲ့ဆရာမပစိုးလေးနဲ့ဒီလိုပြန်ရတာအင်ကြတော့မှအမေကမှန်းစမ်းကြည့်လိုက်တော့တင်ပါမှာအကအိမ်ပါလာဆရာမနှုတ်ဖို့မေးအဲ့ဒီအကိုအမေကချက်ချင်းပြေးပေးရတယ်နော်မပေးလို့မရဘူးနောက်အဲ့ဒီအကိုစောင့်လာအများကြီးလူတွေကဒီတစ်ချောင်းပျောက်သွားရင်တွေးရဆရာမရှိဘူးဘာလို့ဖြစ်သွားမလဲမသိဘူးပြေးပို့ရတာအဲ့ဒီအပေးပွဲရလေလောက်ရတယ်မော်တော်ကားတာယာတန်ဆူးလာတာကြည့်တော့ကျွန်တော်ငယ်တော့ဆေးချိုးရတယ်တော်တော်နဲ့မပြောက်ဘူးယောဂါကပြောက်ပြီအဲ့ဖင်ကအနာမပြောက်သိကောင်းတာပဲကျွန်တော်ငယ်တော့ဆေးကန်းသွားတယ်ဘာဆေးမှမရှိဘူးအခုဆေးရုံနဲ့ဆေးမရှိဘူးဆိုတာတနာတာပေါ့ဘုံကလည်းမရှိဘူးစကားပဲရှိတယ်စကားဆိုအမှုန့်ရေနဲ့ဖြော်ထားရေကျဲအေးနဲ့ကိုဝန်ဆောင်မိခင်လာတယ်စကားတိုက်လှောက်လိုက်တာလေသမားဒဇင်ပြလာလို့စကားတိုက်လှောက်လိုက်တာမွေကြိုက်လာလို့စကားပဲအဲ့စကားနဲ့မွေစိတ်နဲ့ဘလို့ဓာတ်ပြုတ်သလဲမသိဘူးပျောက်တော့ပျောက်အင်မတန်ကျွန်တော်တို့စင်စင်ရဲရဲနေရတယ်ပြောချင်တာကဒီလိုကျွန်တော်တို့ဟိုဘက်နှစ်90မှာကျွန်တော်တို့နေရတဲ့ဘဝတွေအင်မတန်ဆင်းရဲတယ်အမေတို့ကလည်းအားတယ်ဦးလေးတွေကလည်းအားအကြီးကလည်းအားအမေနဲ့ကျွန်တော်တခါတော့ရှက်ရှက်ပါးပါးရွာမှာပွဲလာကမမင်းစိန်မမင်းသိဥစ္စာဆောင်ညီအမမိုးလင်းကနေနောက်ပိုင်းဆက်ထုတ်ပြီးကမမင်းစိန်ကဥစ္စာဆောင်တိုက်နန်းထဲမှာဘိုးဘိုးရဲ့သမီးတို့လွတ်ပြေခဏလူရောင်ဖန်ဆင်းပြီးသွားနေပါရစေတေဝါလုံးမှာရှိတဲ့ပိုးကြည့်ပြီးသားကလည်းငြိမ်ဘိုးဘိုးကအေးသွားတာပေါ့ကွယ်ဒါပေမဲ့ဘိုးဘိုးပြန်ခေါ်တဲ့အချိန်ပြန်လာရမယ်လာပါမယ်ဘိုးဘိုးရဲ့ညီမလေးမမင်းသိန်ကိုလည်းခေါ်သွားပါရစေဘိုးဘိုးရဲ့သွားညီမနှစ်ယောက်ကဲလူပြေမှာပြောအောင်နေဘိုးဘိုးခေါ်ရင်ပြန်လာခဲ့နော်ပြန်လာမယ်ဘိုးဘိုးညီမနှစ်ယောက်လူရောင်ဖန်ဆင်းတော့အင်မတန်လှတာဒါပါတော့လူပြေရောက်တော့လူဘဝနဲ့နေကြသူတို့ဟာသူတို့သိတဲ့ဥစ္စာဆောင်နေအပြန်လူတွေကမသိဘူးအဲကြောင့်မောင်တီလဆိုရရွာကမင်းသားလေးနဲ့အမဖြစ်တဲ့မမင်းစိန်နဲ့ရစ်တာရှိသားလေးတယောက်ထုံးကားတော့သား9နှစ်သားသူကသိတယ်ချိန်တန်ကြတိုင်နှမ်းပြန်ရတော့မှဆိုသိတော့ကိုတီလရဲ့သားလေးလည်း9နှစ်ပြည့်ပြီသားလေးရှင်ပြုတ်ကြအောင်ဆိုပရိက္ခယာ10ပါးသွားပဲပြီးရွာချောင်းဆရာတော်ကြီးဥပ္ပစေပြုတ်ကျမတို့လေသားကြီးရှင်ဖြစ်ကျောင်းကြီးရှင်ဖြစ်သားလေးရှင်ပြုတ်ကြဆိုကောင်းတာပေါ့ရှင်မရဲ့9နှစ်ပြည့်ပြီဆိုတော့သင်္ကန်းတောင်သင်္ကန်းလျှောက်မြလည်းရပြီပေါ့ကဲမောင်ကြီးတော့မြို့တက်ပြီပရိက္ခယာသွားဝယ်မယ်ကိုသီလထွက်သွားမမင်းစိန်ကဝင်းသားတယ်တိုင်နာမပြန်ခင်ငါတော့သားလေးကိုရင်ဝတ်နဲ့ငါရှစ်ခိုးအောင်မယ်အဲ့ဒီအချိန်မှာပဲဇက်ကုံတော့ကအတန်ချက်စစ်နဲ့အတန်ပေါ့မိုက်ခရိုဖုန်းကနေလာတာပေါ့ဖုန်းမင်းစိန်တို့မင်းသိန်တို့ပြန်ခဲ့ကြတော့အချိန်စီပြီဝက်ခင်တစ်ခေတ်လုံးဟိုင်းစစ်ဖြစ်သွားတယ်ပရိက္ခယာသွားွယ်တဲ့ကိုသီလမလာသေးဒီမှာကခေါ်ပြီးတိုင်နှန်းကအမေကဆက်ခနဲ့တုံသွားတယ်ပွဲကြည့်ရင်ကျွန်တော်လက်တို့တယ်ငါသားအဲ့ဒါနောက်ကဘယ်မသားအောနေတာလဲသွားကြည့်စမ်းအရေးတဲ့တုံပရိက္ခယာသွားဝယ်မှတိုင်နှန်းကအချိန်ကြပြီဓာတ်သက်ညစ်ပတ်တာသွားကြည့်စမ်းသားအမေကတကယ်တိုင်နှန်းကအော်တယ်ထင်တာနော်လူတွေ့ရင်ပြောင်းမှုရုံးနဲ့ပောက်ခဲ့စမ်းငါသားအဲ့ဒါလိုအမေနဲ့အဲ့လိုသားတယ်ထားပါတော့ဘိုးဘိုးကခေါ်ရမရဘူးမမင်းစိန်ကလည်းတောင်းပန်တယ်3ရက်လောက်တော့နေပါရစေအိုးလူဘွားမှာဘိုးဘိုးရဲ့မရဘူးချိန်စစ်ပြီးလာခဲ့ကြတော့ဘလုံးမတောင်းပန်တော့မရအဲ့ဒီမှာလက်ပြနှုတ်လိုက်တယ်ဇက်ကုံပေါ်မှာညီမနှစ်ယောက်ခွေကနေလဲကြသားလေးလုပ်တဲ့လူကမအေးအလောင်းကိုပွေ့လိုက်ဖေးကိုလှမ်းမျောလိုက်နဲ့ရွာလုံးကမျက်ရည်လေးစိုးနဲ့ဖြစ်ကြပြီအမေကလည်းမျက်ရည်ကျပြီအဲ့တော့မှကိုသီလကပြန်လာတဲ့တချင်းလေးတည်းနဲ့ရှင်မကြီးပရိက္ခယာ10ပါးတော့ပါပဲဟဲ့ကဲဒီကနေ့တော့သားကြီးရှင်ဖြစ်ကျောင်းကြီးရှင်ဖြစ်သွားကြစို့ဒီရောက်တော့သားလေးကစီးတိုင်အမေဘယ်လိုဖြစ်မှမသိဘူးအဲ့တော့မှကိုသီလစမ်းကြည့်တော့မမင်းစိန်ရောမမင်းသိန်ရောအသက်မရှိတော့ဇာသပင်တဘာဝငိုချင်းပေါ့အလွန်ခံပေါ့လေအပူတိုက်ခေါ်တာပေါ့ငိုတာပေါ့
ဘယိတကလည်းငိုတယ်အမေကလည်းငိုတယ်ဖြစ်ရလေရင်ပြိတ္တရှစ်ပါးဝဲလို့ပြန်လာမှမမင်းစရဲ့မင်းဘဝဆိုးလှကြီးလားသားလေးပွေ့လိုက်ပြိတ္တရှစ်ပါးပွေ့လိုက်မရအလောင်းပွေ့လိုက်ငိုတဲ့ငိုချင်းချဇက်ကအလွန်ဇက်ပေါ့မိုးလင်းလို့လိုက်ကချတော့အမေအိမ်ပြန်လာတော့လေအမေကမျက်ရည်ဆန်းဆန်းနဲ့ပြန်အမေက2မျိုးရှိလိမ့်မယ်တစ်မျိုးကကျွန်တော်တို့လည်းအကိုကြီးက16နှစ်ကျွန်တော်က14နှစ်ရှင်မပြုတ်ရတယ်ငါလည်းရှင်မပြုတ်ရသေးခင်ဒီလိုများဖြစ်ရင်ဘယ်နဲ့လုပ်မလဲဒီလိုအမေတွေးမိတာလည်းဖြစ်မယ်ဇက်ဖုံဘောကမမင်းစိန်ကိုတနာတာလည်းဖြစ်မယ်အမေပြန်လာတဲ့အထိမအိတ်နိုင်သေးဘူးညတညလုံးအေးပြပြမဲ့ပြောင်းမှုပဲဆက်လက်ကြီးနဲ့အိမ်ရှိကုတ်ပြပေါ်မှာမျက်ရည်လေးကျကျွန်တော်9 8နိုင်လောက်စားတာနဲ့အမေဈေးရဲမုံပြားတဲ့လက်သွားဝယ်အောင်မယ်ဆိုပြီးကျွန်တော်အမေစီကပတ်စံလေးယူသွားဝယ်မုံပြားတဲ့လက်တွေကဆောင်းအောင်ကွက်မရသေးဘူးဆိုတော့ဒါထိုင်ဆောင်ရင်ဟိုဘက်ဒီဘက်ဒီဈေးရဲလျှောက်ပြီးတော့ညကမမင်းစိန်မမင်းသိန်လုပ်တဲ့မင်းသမီးနှစ်လက်ကမောဟင်းကားစားနေအကွက်ကြီးတွေနဲ့မိုးလင်းပြီဆိုတော့ရေမိုးချိုးပြီးတော့လာစားတာပေါ့ကျွန်တော်သေချာကြည့်တော့ဟာဒီမိမနှစ်ယောက်မြင်မှုပါလေသေချာကြည့်တော့မမင်းစိန်မမင်းသိန်ညကသေးပါပြီဒီဘက်နဲ့ဒီမနဲ့မောဟင်းကားလာစားနေပါလေအမေပြေးပြောရင်တော့ဒါ breaking news ပဲအမေကိုပြေးပြောတော့အမေကမျက်ရည်ကြာတော့စစ်လက်ကြီးနဲ့အမေခင်ဗျငိုးမလေးနဲ့မမင်းစိန်မမင်းသိန်ဈေးထဲမော်ဟင်းကစားနေညကဇက်စင်ပေါ်မှာတုံးကနေသေးတာငါမျိုးမင်းရောမြင်ရတဲ့နဲ့မော်ဟင်းကစားတယ်ဆိုဖြစ်နိုင်ပါမလားမင်းမအေးလာမလိန်နဲ့ဩအမေလိုက်ခဲ့မဟုတ်လို့ကတော့သေရအောင်သာကြံဆိုလမ်းဘေးကဒုတ်တစ်ချောင်းနဲ့ကျွန်တော်ကရှေ့အမေလည်းမယုံဘူးဟိုရောက်တော့အမေဟိုမှာကြည့်အမေကကြည့်တယ်အေးစောဟုတ်သားပဲတဲ့တိုင်နန်းကဘိုးဘိုးသူလက်ထိုးပြီးပြန်တက်လာကြတာလူမှလက်ကအိတ်ကလေးရရှိတယ်အမေကဝန်းတာလားဒီမင်းသမီးနှစ်လက်တဲ့ဒီမွန်းကားစားနဲ့တွေ့တော့ဝန်းတာလေသေရာကရှင်လာတာကိုလေမြင်ရတဲ့အတိုင်းဝန်းတာလေအမေကဆဲသေးတာရကုတ်နှမလေးလေအမေအတန်လေးကြားရအောင်လို့ဆဲပြပါအောင်မယ်ပြုံကြီးနဲ့ဆဲတာအောင်မလေးဖေလုံးမကြီးတဲ့ငါပြင်တညာလုံးငိုလိုက်ရတာကတော့ပါရဲ့နော်ရှေ့ကလူကြီးတွေရိုးတာလေးပေါ်ကျင်လို့ပြောတာပါတကယ်ဆဲတာမဟုတ်ပါဘူးအဲ့ဒါလိုရိုးတယ်ဆိုရင်ဟုတ်ပါမလားလို့မထင်နဲ့တကယ်ဟုတ်တယ်တကယ်ရိုးတယ်အမတန်ရိုးကြတယ်ကျွန်တော်အလုပ်ရတော့အမေမြို့ခေါ်လာတယ်ရန်ကုန်မှာစက်မှုတက်မှာကျွန်တော်တို့ကဒင်းကုန်းမှာနေတယ်ဒင်းကုန်းဆိုအခုအစ်စိမ်မြို့နယ်မြောက်ပိုင်းမင်္ဂလာတုံမြို့နယ်နဲ့ကပ်ရက်ပါမင်္ဂလာတုံမြို့နယ်နဲ့ကပ်ရက်ဒီဒင်းကုန်းမှာနေပြီမဲ့မင်္ဂလာတုံမြို့နယ်ကရှိတဲ့မင်္ဂလာတုံလေးစိတ်ကြီးကိုတခြားတိုင်းတစ်ပါးကဝင်ကြီးချုပ်သမရများလာရင်ကျွန်တော်နိုင်ငံကအမြောက်နဲ့ပြစ်ချိုတာကျွန်တော်တို့ကကောင်းကောင်းကြားကပ်ရက်ကိုတခါတော့အမေကစံပန်းလေးပြာနေတယ်မင်္ဂလာတုံဘက်ကဂျင်းကနေကြတော့အမေစံပန်းလွတ်ကြသားရေကြီးကြလိုက်တဲ့အတန်ဘာတော့ဟဲ့အမေအဲ့ဒါထိုင်းနိုင်ငံကဝင်ကြီးချုပ်ကျွန်တော်နိုင်ငံလာလေတာအမေအဲ့ဒါအမြောက်ပြစ်ပြီးချိုတာအမေကလေဘာမှမသိချပါဘူးဩတဲ့စံပန်းလေးပြာယုံစီဒုတိယတစ်ချက်ဂျင်းကနေကြတော့ရင်ပတ်လေးဖိတယ်အလိုဒါကဟောတာအမေမကြောက်နဲ့အဲ့ဒါမျိုး16ချက်ပြင်မှာအခုမှ2ချက်ရှိတယ်မကြောက်နဲ့အမေကကျွန်တော်ပြန်မေးတယ်ဩထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်းသားရဲ့အမြောက်နဲ့ပြစ်တာပထမတစ်ချက်နဲ့မသေးဘူးလားသားရဲ့16ချက်တောင်ပြရသလားအသက်ပြင်းလာပြီလားသားရဲ့ကျွန်တော်လည်းဘယ်လိုဆက်ရှင်းအောင်မှမသိဘူးအဲ့ဒါလို့ကျွန်တော်အားခဲ့တာနော်အမေလေးအားကျွန်တော်ရောက်ခမခင်ထုအမေပို့အားသေးရောက်ခမဆိုပြောကောင်းချော်စိတ်နဲ့ဆိုတော့ဆရာဝန်တန်းရင်မကြားတော့ဘူးထင်တာပဲနော်သမီးလေးကစီပြားထည့်ပေးတယ်တရားကိုမနေ့တန်း8နိုင်ဆိုအမေကတရားနာတယ်မနေ့9နိုင်အထိရတော့6ချက်နဲ့8နိုင်ဆိုသမီးလေးမြည်လေးလာပါဦးမေကြီးတရားကိုထည့်ပေးပါဦးဒီ device တွေသူတို့မကင်တတ်ဘူး The older you are the less you know မင်းတို့ကြီးလာပြီလားကြီးလာရင်မသိတာတွေများလာပြီသိတာတွေနည်းသွားပြီ The less you know သိတာတွေနည်းသွားပြီအမေမကင်တတ်ဘူးတရားတော်နာကျင်တယ်အဲ့ဒါကျွန်တော်သမီးလေးကလည်းဖွားရည်လည်းငေါ့မေကြီးကလည်းနေတိုင်းပြနေရတာပဲဒါလေးဒီလိုထက်လိုက်လေဒါဒီခလုံးလေးနှိပ်လိုက်လေဝင်သွားတော့မပေါ်လာတာပဲအမေကြီးရဲ့အေးပါမီးရဲ့အမေကြီးကမလွတ်တတ်လို့ပေါ်လာပြီဆိုတော့လည်းတပည့်ကလေးပကုံးတယ်အမေကတရားနာကျွန်တော်သားဖတ်တော့အပြင်ဘက်ထွက်လက်ဖိတ်အသက်ငယ်ချင်းကကားနဲ့လာခေါ်မြို့ထဲပါလာမြို့ထဲမှာဆရာမ
ဆေးတွေပါလေဝယ်သမီးလိုချင်တာလေးရှောက်ဝယ်ကြမြို့ထဲမှာပဲထမင်းစားပြန်၄နိုင်ထိုးမှအိမ်ရောက်တယ်အမေတရားနာတော့အမေတရားတော်တော်ကောင်းလို့လားအမေတရားနောက်မှကောင်းလာကြအောင်မင်းတို့မျောနေတာကြတဲ့တော်မနေ့၈နိုင်ရသွားတာအခုမှပေါ်လာအမေရောမနေ့၈နိုင်ရနာတယ်တရားဥဒိနာတော့လားဩငါ့ကိုကိုပြစ်ပေါ်ပွင့်တင်ညာစမ်းဆိုခြေတော်နှစ်ချောင်းကိုအသာဆန်းဆိုတော့မထူးရတစ်ဖက်ကျွန်တော်တစ်ဖက်အမေအသက်85နှစ်ရှိပြီအဲ့ဒါကိုစန့်ပေးရက်တွေပါတွေခတ်ပြီးဘယ်လိုဖြစ်တာလဲအမေတရားကတော်တော်ကိုကောင်းလို့လားမင်းတို့ကိုတော်တရားလဲနေလို့ဟေကိုတော်ပဲဟောနိုင်မလားတပည့်တော်ပဲနားနိုင်မလားဆိုပြီးငါကပေပြီးနာတာတဲ့အမေပေနာတာမလုပ်နဲ့အဲ့ဒီတပြားတည်းကိုဒီတရားတစ်ပုဒ်ထဲရဲ့စီဒီပြားဆိုတာစုံးရင်အစကပြန်လာတာဟမ်ဘလို့ဟောဒီစီဒီပြားလေးတွေကဒီတရားဟာဒီတစ်ပုဒ်ထဲရဲ့စုံးသွားရင်သူကတခါရေခင်းလေးရိုက်ပြီးတော့အစကပြန်လာရေခင်းရိုက်တာမကြောက်လားကြားတယ်တော့အေးပြီးတော့အစကပြန်လာတာပဲဟောအဲ့လိုလားမသိပါဘူးငါဒီကိုယ်တော်ဒီတရားတစ်ပုဒ်ထဲငါးကဟောနေပါလေလို့တရားတစ်ပုဒ်ထဲငါးကဟောတယ်ထင်တာလေမသိဘူးဒါပေမဲ့အားတယ်ဆိုတာကောင်းလားဆိုရင်ကျွန်တော်တို့အားတယ်ဆိုတာမကောင်းပါဘူးဒါပေမဲ့ကျွန်တော်တို့ national identity အမျိုးသားဇာတိဥပဒေလက္ခဏာဖြစ်တဲ့ကျွန်တော်တို့ရဲ့မေတ္တာဓာတ်ကျွန်တော်တို့ရဲ့ပညာအခြေခံတဲ့မေတ္တာဓာတ်နဲ့ကျွန်တော်နေခဲ့ကြတယ်အေးချမ်းချမ်းပဲ38ဖြာသောမင်္ဂလာတရားနဲ့ကျွန်တော်တို့နေကြတယ်ဘာသာတရားကိုကိုင်းရှမ်းကြတယ်ဘာသာတရားအပြင်အားကိုးရာကိုယ်စိတ်ထဲယူဆတဲ့အတွက်နတ်များလည်းကိုးခွေကြတယ်အမေဆိုပုပ္ပတောင်ကိုအမြဲတမ်းသွားကြော့တယ်ကျွန်တော်တို့လည်းလိုက်ရတယ်အရင်ကျွန်တော်ဟောချက်တွေထဲမှာပါလားမသိဘူးညနေစောင်းပြီဆိုတခါလေးအားရင်ပုပ္ပသွားကြည့်တယ်အခုလေဗရောင်းတောင်သွားကြည့်တယ်လို့ပဲပုပ္ပသွားကြည့်တာပဲအဲ့ဒီတောင်ပေါ်သားရေအိမ်တွင်မင်းမဟာဂရိနတ်မောင်နှမတွေစံလက်သားရဲ့အကိုကြီးကဥတင်တယ်တဲ့မဟာဂရိနတ်မင်းပေါ့ကွယ်နှမကမမြလှနဲ့မတွေးပြူတဲ့တကောင်းမင်းလက်ထက်တုန်းကဖိုကျင်ထုတ်ပြီးအသက်ခံရှာတယ်မောင်တော်အသက်ခံရတော့နှမတော်တွေကလည်းမိဘုံနဲ့လိုက်ခုံချကျွန်တော်သိတဲ့သမိုင်းကအဲ့ဒါပဲဒီတဲ့မပို့ကျွန်တော်သိတဲ့ပထဝီကဒါပဲဟိုးပုပ္ပါသူကလေးအမတန်လှမျက်နှာဝမ်းဝမ်းလေးနဲ့နာမည်ကမေဝနတဲ့ဗကံကပန်းလာခုတဲ့ကိုပြတ်တာဆိုတဲ့လူနဲ့နှစ်ပါးပေါင်းဖော်မိကြတော့သားလေးနှစ်ယောက်ဖွားတယ်ရွှေဖြင်းအိုးကြီးနဲ့အချင်းစေးပြီးမွေးတော့သားတော်ကြီးကဖြင်းကြီးတဲ့သားတော်ငယ်ကဖြင်းငယ်တဲ့အဲ့ဒီမင်းသားလေးနှစ်ပါးကလည်းကြီးတောင်မကြီးမှာပဲသားယူကျွန်တော်တို့ကပုပ္ပတောင်ညို့ကိုရာသီဥတုကြည်လင်ရင်နှမ်းမြင်ရတဲ့အခါအမေပြောတဲ့ဒီဇလန်းတွေနဲ့ကြီးရတယ်ကျွန်တော်တို့ဇာတိဆရာဖြစ်တာဟာစာသိမတတ်ရှာတဲ့အမေကျေးဇူးတွေပါတယ်လို့ပြောနိုင်တယ်ကမ္ဘာမှာဝတ္ထုတို့ကျောင်းကြီးနှစ်ကျောင်းရှိပါတယ်ဒီကျောင်းကတော့ရုရှားက Anton Chekhov ဆိုတဲ့ဇာတိဆရာကမ္ဘာကျော်ဝတ္ထုတို့ဆရာကြီးသူ့ရဲ့ကျောင်းဒီကျောင်းကတော့ပြင်သစ်ကအကာကြီးမောပါဆန်းဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ကျောင်းတကယ်တော့ဝတ္ထုတို့ကျောင်းတွေဖွင့်ထားတာမဟုတ်ပါဘူးဒီပုဂ္ဂိုလ်ကြီးဒီဇာတိဆရာကြီးနှစ်ယောက်ဟာပြင်သစ်ဇာတိဆရာရောရုရှားဇာတိဆရာရောဝတ္ထုတို့အရေးကောင်းလုံးလို့နောင်ဝတ္ထုတို့ရေးမဲ့ပုဂ္ဂိုလ်များကလူငယ်တွေကလေ့လာရတယ်အမှန်ကောင်းလုံးဒါကြောင့်သူတို့နှစ်ယောက်ကိုဝတ္ထုတို့ကျောင်းကြီးတွေလို့တင်စားကျွန်တော်တို့ဝတ္ထုတို့တွေရေးခဲ့တယ်အန်တွန်ချက်ကော့ကျောင်းကလည်းစဉ်းလာမဟုတ်ဘူးမောပါဆန်ဂိုင်းကစဉ်းလာလည်းမဟုတ်ဘူးကျွန်တော်ဘယ်ဂိုင်းကစဉ်းတယ်လဲလို့မေးရင်အမေဂိုင်းကကျွန်တော်စဉ်းတယ်အမေကရွာတွေကလူတွေအကြောင်းတွေပြောတယ်ကောင်းတာတွေပြောတယ်မကောင်းတာတွေပြောတယ်ကုသိုလ်တွေအကြောင်းပြောတယ်အကုသိုလ်တွေအကြောင်းပြောတယ်ဓမ္မအကြောင်းပြောတယ်အဓမ္မအကြောင်းပြောတယ်တက်လုံးလို့လားတက်လုံးလို့လည်းမဟုတ်ဘူးသူသိတာတွေပြောတယ်ကျွန်တော်တို့ကလူတွေအကြောင်းငယ်ငယ်တွေကနားထောင်ရတယ်ကြားကြရတယ်ဒါကြောင့်ဝတ္ထုတို့ကျောင်းလို့ပြောရင်အမိကျောင်းကကျွန်တော်တို့စဉ်းကြတယ်အမေဟာပညာမတတ်ရှာတော့လဲပဲကျွန်တော်တို့ဘဝနဲ့လောကအမူအရာလူအမူအရာဘဝအမူအရာတွေသင်ပြပေးတဲ့ပထမဦးဆုံးကျွန်တော်တို့ကျောင်းကြီးပါပဲနေလုံးနေညနေစောင်းတော့အမေကျောင်းကိုသွားရတယ်ဆိုတဲ့အတိုင်းပဲကျောင်းကြီးမတက်ခင်မှာဒီ၄-၅နှစ်အမေကျောင်းမှာကျွန်တော်တို့သင်ခဲ့ရတဲ့ဘဝတက္ကသိုလ်ကြီးဆိုလည်းမမှားဘူးအမေကသင်ပေးတယ်တခါလေသချင်းလေးတွေနဲ့ညီးပြတယ်
ဘဝဲမောင်တင်တယ်နတ်မောင်နှမရဲ့ပြောစမ်းမြောင်းလေနတ်နန်းကြီးတွေချီအားဌာနဝဲပေါက်ကံပြည်ကိုပန်းတော်ဆက်တယ်ကိုပြတ်တာနဲ့မေဝနာတို့ပြောစမ်းရဝဲချစ်ကျူးသွဲနှောင်းရွှေပြင်းကြီးနောင်ဖွာရာဒေသကိုယ်ကျွန်တော်ဒီသချင်းတွေပဲ14နှစ်သား15နှစ်သားရောက်ပြီဘာမှမရှိဘူးရွာမှာလက်နဲ့လှဲ့တဲ့ဓာတ်ဆက်ကြီးနဲ့မြေဓာတ်ပြားပေါ်အခလေးထောက်လိုက်တဲ့အခါကြားရတဲ့သချင်းကလွဲလို့ကျွန်တော်များများဆဆနားထောင်လို့မရဘူးဒီခေတ်လိုကျွန်တော်က compact ဒီ CD ပြားလေးထဲမှာရုပ်ရှင်ကား100ဘယ်ရှိလိမ့်မလဲသချင်းပုတ်ပေါင်း1000လောက်မရှိဘူးကျွန်တော်ငယ်တုန်းကရွာထဲမှာတီးတဲ့ဒိုးဝိုင်းဒါကျွန်တော်ကြားရတယ်နတ်ကတော်ဆိုတဲ့နတ်သချင်းကြားရတယ်ဒီခါလေးရှားရှားပါးပါးလာတဲ့ဇက်ခုံပေါ်ကမင်းသားမင်းသမီးဆိုတာကျွန်တော်ကြားခါကြတော့အလှပြီးသွားပြီကျွန်တော်တို့ကအမေကကောင်းကောင်းမလှနိုင်ပေမဲ့လူတကအလှအမေသွားတယ်အမေမလှရသေးတာသိတော့ဆရာတော်ဘုရားကြီးကခေါ်ပြီးအမေကိုစုတယ်ဒကမာကြီးကပကာသနာတေကြိုက်တာကိုဗျကျောင်းကသင်္ကန်းနဲ့လေတာမဏေမြောက်ပါတယ်ခမသား2ယောက်ခေါ်ခဲ့အမေကတပည့်တော်ချွေးနေစာလေးလဲပါခြင်းလို့ပါဘုရားစုတော့စောင်းတော့ပါဘုရားဘယ်လောက်ရပြီတော့နှစ်ကြက်ကတစ်ခါမှမတက်ဘူးအလှတာလှကျင်တာဒါပေမဲ့အလှတခါကိုသွားတယ်အမေမုဒိတာဒီမစိုးတရား၄ပါးမှာတော့သိခက်တာပဲမေတ္တာထားပါတယ်ရှင့်ကျမတို့ကမေတ္တာထားပါတယ်ဂယုဏထားတာပေါ့ကျမတို့ကသနာတတ်ပါတယ်မုဒိတာကြခက်သွားပြီနော်မုဒိတာကြမထားနိုင်ဘူးသူတစ်ပါးချမ်းသာတာကိုဝန်းမြတ်ဝန်းသာဖြစ်တဲ့စိတ်ထားဖို့ခက်တယ်ထားနိုင်ပါတယ်ဆိုရင်တန်တရားရှိစရာတွေကောင်းတယ်မေတ္တာထားနိုင်တယ်ဂယုဏထားနိုင်တယ်မုဒိတာသူများကြီးပွားတိုးတက်တာကိုကျွန်တော်ဝန်းသာဖို့သိခက်တယ်အမေကသားနေတာရှင်မပြည့်ပါသေးတယ်လူတို့ကအလှအမေသွားတယ်အလှကပြန်နိုင်တယ်မြေကြီးကြတယ်တချင်းကလည်းအားလုံးဘာမှထူးထူးဆန်းဆန်းမဟုတ်ကြဘူးတဲ့တချင်းမြို့လေကမန္တအရက်မှာတဲ့ကုသူကျောင်းအိုးလျံငယ်ပြူလျံငယ်ပြူရှင်လူပြူငယ်တွေကကျောင်းဆိုလို့ကျောင်းအိုးလို့ရွှေတော်ကျောင်းကအိုးပြီးပေါ့ကျောင်းကဆိုးပြီးပေါ့ရှင်လူပြူငယ်ကလေးကဆရာတော်ဘုရားကြီးတက်တော်90နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ကျောင်းလျံကပြိုးပြီးပေါ့တရားကင်းလှေကားကြီးကပြိုးပြီးပေါ့ပဲ့ပြီးပေါ့မိုးကယိုပြီးပေါ့တို့လှူကြအောင်စို့တန်းကြအောင်စို့ဒီစိတ်နဲ့ကျွန်တော်နေကြတာသားလေးကသွားလေးကခေါ်ခေါ်သားလေးကမဲမဲတပိတ်တော်လေးမနိုင်မလင်းပိုက်တော့မအေးကဝန်းသာလိုက်တာရှင်သာရိပုတ္တရာအင်ကြွလာတဲ့အတိုင်းပဲသားလေးသားမလေးကမထွက်နိုင်အောင်နော်3ရက်နဲ့သင်္ကန်းရားတယ်မပြောနဲ့နော်ကိုတော့သားလေးလက်ဆွဲလို့စာပလွေလို့ခေါ်တယ်ပရပိုက်ပတ်တယ်ပိဿာလေးရကန်းကိုယ်တိုင်ရက်တယ်ကိုဆိုရအောင်ကြောင်းလိုက်ပို့တယ်လမ်းမှာတွတ်မှားတာကိုရင်မထွက်နဲ့နော်9ရက်နဲ့မထွက်နဲ့9ရက်နဲ့မထွက်ပါနဲ့ကိုရင်သင်္ကန်းလေးစီးထားရင်လေမေတော်တို့အိမ်မှာခမီးတော်ရောမေတော်ရောအပေတကားပိတ်တယ်ဒီလိုယုံကြည်ကြတယ်ဆွေတဲ့မျိုးတဲ့ရှင်တစ်ပါးပေါ်ပြီဆိုရင်အဲ့ဒီတစ်ဆွေလုံးတစ်မျိုးလုံးအပေတကားပိတ်တယ်လို့ယုံကြတယ်ရွာထဲမှာကျောင်းကြီးဝိဟာရနဲ့စိုက်ဆောက်ပြီးယဟန်အလုပ်ဖြစ်တဲ့ဒုရ2ပါးကန္ထဒုရဝိပဿနာဒုရဆောင်ရွက်ကြတယ်သာသနာတော်ကိုချီးမြှောက်ကြတယ်ယဟန်များသတင်းသုံးတယ်ဆိုရင်အဲ့ရွာတစ်ရွာလုံးအပေတကားပိတ်တယ်လို့ယုံကြတယ်အေးချမ်းသာမယ်သူများဒုက္ခပြီးတဲ့စိတ်လုံးဝမရှိဘူးသားကိုရင်လေးကိုခေါ်သွားပြီဆိုကြတဲ့ကဆရာတော်တမတော်ကြီးဖြစ်တဲ့အထိဝတ်စေချင်တာပဲကိုယ်လုံမကြွေးချင်လေလေကိုင်းတဲ့ပင်ပန်းဆင်းရဲကြီးစွာလှုပ်ရှားမလို့တာမနေတာဖြစ်ရှင်တာဖြစ်စတော်ကြီးတာဖြစ်သိကျင်တတ်တဲ့လူမျိုးပါပဲစာပလွေရင်မပိုက်ပါလို့ကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းဘယ်စာဘနဝမောင်းသိမလို့တုံးဘယ်စာဘနဝကျောင်းမောင်းသိမလို့တော့မဲတော့ကိုတန်ယူနှောလို့ပြောခဲ့ပါအိုး
Dabe. Zabinaja shibi sogrea. Generally, Amiru at the Nabe. Behitatika Utomega, Bado Tiosana, Jana, Badosa, Kama Wasaro Dila, Bado Ekane To, Bauna Bado Nebuto, Mita, Bado, Anando. Vehisimati, Bahatika Utotunga, Jare, Mega, Bado, Muchindam, ya. Tiosana, don't use Naga, Jare, Bayi. Danaya, Dada, Danga, Napiga, Jare, Dilaya, Dada, Danga, Yama, Bonusega, Jare. Bauna, Bado, Nebu Dore, Baunaya, Bado, Dada, Atanja, Nipanga, Jare. Do that go so Ajira from Yeda with Dai, Yeda, Badoro, Anandore, Yeda, Bado, Dada, Abdanjaro, Ananda, Satyaula, Gaba, Abdingatam, Jare. Midane, Neva Midane, Driva, Midane, Jamba, Midane, Pumpkin Sasama, Bawama, Mida, they a yechi in all. General Zagabinaja, the only Nicarega, Amiga Tena. I may do what them be there, General Quiet and a quiet with what they do me at the shell. No, a tea, General Mida, Apian Negajare. General Sosa Piotr, a saint or labor national identity. Generally, a Mudazali, Uri Lecanaro, the Meta Ziku, the no sapio matibari. Midane Negajare. Emidan Ejanjare, ye Jaw, Emidan Wele, Aya Baya, Walongwe Yibule, Emidan Wele. Kanzamua, Boba, Lulani, Lumube, General, and Lunijare. Jeffsy, Jabde, Yewonzia, Shiro, Yewon. No Shimima, Jimia, we didn't do that. Because they would take care. Yuria would take care of Sura, who the Tiara, Matiara, and Amala would do 9 and B also. Jeffsy, Shiro, the Jabde. Amirus with the job dabe. You know, you have got 1 year ling away at Joa, a Mido saying Lavis or Miru Lizam ship. Nagaro. Yaga, remember that so a Miruli, Joe, a mere trigger in the night tabi, Tajan Navy, you know, Kala Hoga Buan. A joke Diana, the Jelu Giare. I think Majin and the Kian. Opening Aseha, other looking Ase. Yaga, remember the Kujijo Cheka. Canito, Kujijo Cheta in Nama, Cheta Limade. Kujijo Cheka, Chep Poma, Chep Ponsa, Wawa, Yoramu, a few head. Kujijo, Facebook and the message boss can plan pure at Nagara, Bionina, Amiru Yonam. Longi Teja also, Amiru Passam, she will know to me. Passan the Jet, let us so hard. Any person the Jaha, a joke the Ajam Williama, a me my person Shidamo. A me my mode you are long with the mum shoe. A joke the Yaga long so ladeca, Biare, Tea. Particularly Nago. Bodandananga Sami, Damandananga Sami, Bangandananga Sami. Then I don't buy Sikata, a joke the Yaga she did it. Nanema Nanayi don't buy it, Poundly. Nagara, Sui. Nanema Nanayi don't buy it, Poundly. Manego Yinway, in Koji Yonga Mwe, Poundly. Down the young way, down the young way, Mashababu.